ဒီခုကောင်လေးကဆိုလို့ရှင်တော့ဖက်နဲ့ရောင်းလာခဲ့တာ10နှစ်လောက်ရှိပြီဖြစ်ပြီးအခုစီးနေတဲ့100ရှီယန်ကိုရောင်းပြီးလို့ရှင်တော့သူလည်းအိမ်ကြီးကြီးတစ်လုံးဝယ်လို့ရပြီဖြစ်ပါတယ်။သူဒီနေ့တွေ့လိုက်ရတဲ့ပထမဆုံးဧည့်သည်ကတန်ကောင်ဖြစ်နေပြီးတော့တန်ကောင်မှာကျွန်တော်မပါတဲ့အတွက်ပဲသူဟာဒီတိုင်းနှုတ်ဆက်ပြီးတော့ထွက်သွားခဲ့ပါတယ်။ကြောင်ညာဖို့တော့မှမလိုပါဘူး။ပြီးရင်သူဟာမိုးအကြီးကြီးတစ်ခုရဲ့အောက်ကိုရောက်သွားခဲ့ပါတယ်။မိုးရဲ့အပေါ်မှာတော့ချီပိုးတို့ကောင်တစ်ကောင်ရှိနေပြီးခုကောင်လေးကသူ့ရဲ့ဖက်နဲ့တွေကိုကြီးညာလိုက်ပါတယ်။ချီပိုးတို့ကောင်ကလည်းအမိုက်ဆုံးရှူဖက်နဲ့ကိုလိုချင်တဲ့အကြောင်းပြောလိုက်ပြီးတော့အဲ့တော့ခုကောင်ကသူ့ကိုအတောက်ပါဆုံးရှူဖက်နဲ့တွန်းရန်ရောင်းပေးလိုက်ပါတော့တယ်။ချီပိုးတို့ကောင်ကလည်းအဲ့ဒီဖက်နဲ့တွေကိုအရန်ကမှသဘောကျနေပြီးတော့ဖက်နဲ့သူ့ရဲ့ခေါင်းလေးကိုခောက်ပြီးတော့ post ပေးနေပါတော့တယ်။ဖက်နဲ့ကိုအရန်ကြိုက်သွားတဲ့အတွက်ခုကောင်လေးကိုလည်းသူ့ရဲ့တငယ်ချင်းစီကိုတွားရောင်းဖို့မိတ်ဆက်ပေးလိုက်သလိုချီပိုးတို့ကောင်ရဲ့တငယ်ချင်းကတော့ကျွန်တော်အရန်ကိုများနေတာကြောင့် customer အကြီးသားကြီးဖြစ်ပါတယ်။ဖောက်တဲ့မိတ်ဆက်ပေးတာဖြစ်တဲ့အတွက်9ရက်အတွင်းမှာပစ္စည်းပြန်ပြီးတော့ register လို့ရတဲ့အခွင့်အရေးကိုလည်းပေးလိုက်ပါတယ်။ customer လေးကဖက်နဲ့ကိုဝေပြီးတော့ထားပြီးတော့ကနေပါတယ်။စီးလိုက်ရင်လည်းအရန်ကိုတက်တောင့်တက်တာရှိနေတာကြောင့်ပဲပျော်ပျော်ရွှင်ရွှင်နဲ့ငွေပေးချေလိုက်ပြီးခုကောင်လေးကတော့ဈေးဆက်ရောင်းနေပါတယ်။ခဲအောင်ပင်ကိုလေးကိုတွေးတဲ့အခါမှာတော့အဲ့ဒီပင်ကိုလေးကနေတိုင်းအိမ်လုံးနေရတဲ့အတွက်ခုကောင်လေးကသူ့အတွက်ခဲအောင်ဖက်နယ်လေးကြီးညာပေးပါတယ်။ဖက်နယ်လေးကပင်ကိုလေးနဲ့အရန်ကောင်မှလိုက်ဖက်နေပြီးတော့ငွေချေပြီးတဲ့အချိန်မှာတော့ခုကောင်လေးဟာဈေးဆက်ရောင်းဖို့အတွက်ရှေ့ကိုဆက်သွားပါတော့တယ်။ညမတိုင်ငယ်မှာဖက်နယ်လေးအားလုံးရောင်းထွက်ဖို့ကြိုးစားနေတာဖြစ်ပြီးတော့ညနေပိုင်းရောက်တဲ့အခါမှာတော့ခုကောင်လေးကကောက်ရိုးတွေရဲ့ဂျားလေးကိုရောက်လာခဲ့ပြီးတော့နှံကောင်တစ်ကောင်ကိုတွေ့လိုက်ရပါတော့တယ်။နှံကောင်ကအရန်ကိုဝါတာကြောင့်ခုံတော့မခုံနိုင်သလိုအဲ့တော့ခုကောင်လေးဟာသူ့အတွက်အားကစားဖက်နယ်ကိုကြီးညာပေးလိုက်ပါတော့တယ်။နှံကောင်လေးဝေပြီးတဲ့အခါမှာတော့ချက်ချင်းပဲအဝေးကိုခုံထွက်သွားနိုင်ခဲ့သလိုခုကောင်လေးရဲ့ဖက်နယ်တွေကအရန်ကိုမှရောင်းအောင်လုပ်နေပါပြီ။အချိန်ခဏလေးနဲ့တရံမဲကျန်တော့တာဖြစ်ပြီးတော့သူဟာခ ्यू ကိုရောင်းပေးပါတယ်။ဒါပေမဲ့ခ ्यू ကတော့တစ်ဖက်စာပဲဝေပြီးတော့နောက်ဆုံးတစ်ဖက်ကျန်နေပါသေးတယ်။ခုကောင်လေးရဲ့ဘလို့ရောင်းရမလဲဆိုတော့စဉ်းစားနေခဲ့ပြီးအဲ့ဒီအချိန်မှာတော့လီပိုထုတ်တစ်ကောင်ကသူ့ရဲ့ရှေ့မှာပေါ်လာခဲ့ပါတော့တယ်။ခုကောင်ကလည်းအဲ့ဒီဖက်နယ်ကိုလီပိုလီအိမ်လုံးဖို့အတွက်ဝယ်လို့ရတဲ့အကြောင်းပြောလိုက်ပြီးနောက်ဆုံးတစ်ဖက်ဖြစ်တဲ့အတွက်သူ့ကိုလည်းတဝက်စင်းနဲ့ရောင်းပေးမယ်ဆိုပြီးတော့ပြောပါတယ်။ဒါတော့လီပိုလီကလည်းပျော်ပျော်ရွှင်ရွှင်နဲ့ဝယ်လိုက်ပါတယ်။အိမ်ကြီးကအရန်ကိုကျဲပြီးတော့တက်တောင့်တက်တာနဲ့နေလို့ရပြီးတော့တအိမ်သားလုံးကိုခေါ်ပြီးတော့အတူတူနေလို့လည်းရပါတယ်။ဟုတ်ကဲ့အခုတော့ဖက်နယ်အားလုံးကရောင်းပြီးသွားခဲ့ပြီဖြစ်ပြီးနောက်ဆုံးမှာတော့ခုကောင်လေးကလည်းသူ့ရဲ့အိမ်မက်အတိုင်းပါပဲအိမ်အစ်တလုံးကိုဝယ်လိုက်နိုင်ခဲ့ပါတယ်။